နာတဲ့သူကလေးဆောင်ပြီးတော့သူတယောက်တည်းခုတော့ဒီွယ်ချီလူရဲ့ကိုတယောက်တည်းဆွေချစ်ကြည့်ချစ်ခဲ့ပြီးတော့မုန်းဒီလားယူရမယ်ဆုံးဖြတ်တော့မလားမေရဲ့ကြိုးကြောင်းလေးမောင်ပြောပြမယ်ကြည်ပါဦးပြန်လဲလို့ချွေးပေးပါဦးလားတယောက်တော့ချစ်လိုက်နေွယ်ဒီထားမှုရဲ့နိုင်ဟောင်းလေးလွမ်းနေပြီဘာလို့တောင်းမှာလဲကိုကြောင်းပေးလိုက်တယ်ချောင်းဖေကစိတ်ကမလားစိတ်နာလေးများလေးပေးနာပါဦးကိုယ်အရောရှိရဲ့ညိုးလေးလူကန်တေးလေးရဲ့ကိုချောင်းလာလာချစ်ချစ်ခဲ့မိတော့မောင်းနေမောင်းမိလားယူရမယ်ဆုံးဖြတ်တော့မနာမီရဲ့သူတောင်းလေးမောင်းပြောပြမေကိုယ်လေးကြရင်ချောင်းလေးလို့ခဏလုံးနဲ့လို့ကြည့်ပါဦးလို့ရှိခွေပေးပါဦးလားကောင်းလေးလို့